မိမထောင်အကြောင်းရေးကြတဲ့ဆရာမဆက်ဆန်းတွေတာယာဝတီဆရာမရွှေကူမေနေဆရာမမတ်တီတာစန်းချောင်းဆရာမသိင်ကြီးရဲ့အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ Iron Bars Not a Cage တန်တိုင်များရှိပေမဲ့နှောင်တီးရမရနိုင်စားတဲ့အမျိုးသမီးစာရေးဆရာမတွေရေးကြတဲ့စာပေထဲမှာမပါသေးတဲ့အင်းစိန်ထောင်တွေအမျိုးသမီးအကျဉ်းဆောင်ကထောင်တွေအလှမဲ့ရွေးပွဲကျင်းပခဲ့ဘူးတဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်။ကနဦးအစချီခေါင်းစဉ်ကိုကြည့်ပြီးဘာဆိုပြီးမှတော့ပြန်မေးရလောက်အောင်အစမ်းတကျယ်ဖြစ်ရသူအများအပြားရှိကြပါလိမ့်မယ်။တွေးကြလိမ့်မယ်။ထောင်လိုမျိုးစိတ်ညစ်ညူးစရာတောကအပူတွေနဲ့အတိပြီးနေတဲ့လူသားတွေကိုချုံနှောင်ထားရနေရငရဲကန့်လိုနေရမှာလူကုန်နှံတွေခုံဖွဲ့အသားယူဖို့အတွက်ဖန်တီးထားတဲ့အလှမဲ့ပွဲဆိုတာမျိုးကဘလို့မျိုးရှိနေပါလိမ့်ပေါ့။ဒါပေမဲ့လူဆိုတဲ့တတဝါမျိုးကရောက်ရနေရနဲ့အသားကျနိုင်အောင်လာရောညှိထွေစွမ်းရှိနိုင်အောင်တဘာဝကဖန်တီးပေးထားတဲ့တက်ရှိတွေဖြစ်ကြတာမို့ထောင်ဆိုတဲ့နေရာကြီးရဲ့မှာတော့စိတ်လက်အပန်းဖြေဖို့ပျော်စရာရှာကြဖန်တီးနိုင်စွမ်းရှိကြပါတယ်အကျဉ်းဦးစီးဆောင်ပုဒ်ကကျင်နာမှုရှိပါရက်တိမှုခိုင်မြဲပါစေလို့ဆိုရယ်တကယ်လိုက်နာလားမလိုက်နာဘူးလားဆိုတာကတော့တနိုင်ငံလုံးအသိပါပဲအလှမဲ့ရွေးပွဲကိုကိုယ်တိုင်ကြုံခဲ့ရသူအမျိုးသမီးထောင်မှုအပွင့်နဲ့မမကြီးရဲ့အဆိုအရာလိုအင်ဆန္ဒမှန်သမျှကိုကန့်သက်ထိန်ချုပ်ထားတဲ့ထောင်ထဲမှာတော့လက်လုတ်ချင်တယ်တာအကြံအဖန်ဟင်းချက်စားတာကစလို့ဝိုင်လုတ်ပြီးမူးကြတာမွေးနေ့ပွဲလုပ်တာဂီတတုခုမှလုပ်ပြီးတချင်းဆိုကခုံကြတာအလှမဲ့ရွေးပွဲတာမကခုနလွာချုပ်အကတာအကြီးအသေးပြိုင်တာအစရှိသဖြင့်စိတ်ကူးတရားပျော်စရာဖျော်ဖြေမှုပေါင်းစုံကိုရှာကြံဖန်တီးကြတယ်လို့ဆိုတယ်။တကြံလို့အခါကြီးရက်ကြီးတွေမှာဆိုရင်မိမထောင်ဘက်ကိုအရက်တောင်ခိုးသွင်းကြလေးရှိတယ်။သွင်းတာကတော့ထုံးစံအတိုင်းရိတ်ခါဆောင်ဘက်ကသွင်းတာပေါ့။အဲ့ဒီအချိန်က1980ခုနှစ်ဝန်းကျင်ဆိုတော့ရိတ်ခါဆောင်အကျဉ်းသားတာဝန်ကျတွေထဲမှာနာမည်ကြီးအဆိုတော်ဆိုင်းထီဆိုင်နဲ့ဇော်ဝမ်းလဲထောင်ထဲကရိတ်ခါဆောင်မှာရှိကြတယ်။နှစ်အောင်စလုံးကထောင်ကျနေတာပါဆိုင်းတီဆိုင်ကတော့1989ခုနှစ်မှာမူရစ်စေဝါမှုနဲ့ထောင်ကျနေတာပါတချို့လဲဆိုင်းတီဆိုင်ကိုတမင်တက်ဘိန်းဖြစ်ဖမ်းနဲ့ထောင်ချောက်ဆင်ခံရတယ်လို့ပြောကြတယ်သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်ဂေါ်လာဟာလာတွေအရာဆိုရင်ဆိုရှယ်လစ်ခေတ်ကတွင်ကျယ်ခဲ့တဲ့လူမှန်နေရမှန်လူငယ်ခြေတက်ကလေးတွေဆိုပြီးတွင်ကျဲသုံးလို့လူငယ်တွေစိတ်ထဲကိုပေါ်လက်စီရိုက်သွင်းခဲ့တဲ့အစိုးရရဲ့စကားလုံးတွေကိုတဲ့ကြီးပြန်စော်ထားတဲ့လူငယ်ခြေကြားဆိုတဲ့တခြင်းကိုဆိုလို့နာမည်ပြတ်သိခါကြဘဝပြတ်အောင်ရည်ရွယ်ပြီးထောင်ထဲသွင်းပေးလိုက်တာလို့ဆိုကြတယ်ထင်ရင်လည်းထင်လောက်เสียပါပဲ1986မိုင်းရပြေအရေးတော်ပုံအပြီးမှာဆရာဆိုင်ခန့်လက်ရေးပြီးဆိုင်းထီဆိုင်တီဆိုထားတဲ့လူငယ်ခြေကြတချင်းတွေကအတောင်အလက်ပြည့်ပြီးကမှတောင်းငင်လိုက်စင်မရလို့မပြန်နိုင်တဲ့ငှက်ကလေးလို့တို့များရဲ့ဘဝဟာလေတကယ်လူမှန်နေရမှန်မရှိတဲ့ခေတ်လူငယ်ခြေကြတွေဆိုတဲ့စာသားတွေကအစိုးရရဲ့မြောက်ပစ်မှိုင်းသွင်းနေတဲ့စကားလုံးတွေကိုတဲ့ကြီးပြတ်စော်သလိုဖြစ်နေကြတာကိုသူပရိသတ်တချို့ကအမှုစင်ချောက်ချခံခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားတော့လာဖမ်းတဲ့သူရဲ့အိမ်ကိုတောင်ခဲမိုးရွာသွားတယ်ဆိုတဲ့အကြောင်းအရက်စကားတွေကြဲပြန့်ထွက်ခဲ့သေးတယ်။ဘဟုတုတအနေနဲ့ပြောပြရရင်ဆရာဆိုင်ခန့်လေးရဲ့ Cherry မြေမြတခြင်းများ live show ကိုဦးထိပ်စားကအကုန်အကြခံပြီးစီရိုနာဟိုတယ်မှာလုပ်ပေးခဲ့ဘူးတဲ့။အဲ့ဒီအချိန်က MRTV4 မှာဓာတ်ရိုက်လိုက်ပြပါတယ်။ဒါပေမဲ့အဆုံးထိမပြနိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပွဲပြီးကန်ဒီမှာဦးတင်စားကိုယ်တိုင်ဂီတာလွယ်ပြီးဆရာဆိုင်ခန့်လိုက်နဲ့အတူလူငယ်ခြေကြားဆိုတဲ့တခြင်းကိုဆိုခဲ့လို့ပါပဲဆိုမဲလို့အစချီခံရောက်တာနဲ့ live ကိုဖျက်လိုက်တော့တာမို့ပါပဲ live ကိုလူကိုယ်တိုင်သွားကြည့်ခဲ့ကြသူတွေသာတီးလိုက်ကြပြီး TV ကနေ live ကြည့်သူတွေအတွက်ကတော့ဘာလို့ဖျက်လိုက်ပါလဲဆိုပြီးတွေးလုံးထုတ်စရာဖြစ်ခဲ့ကြရတဲ့အဖြစ်တစ်ခုပေါ့ဇော်ဝမ်းကလည်း1980ခုနှစ်တကယ့်ကိုထိတ်တန့်မင်းသားဖြစ်နေချိန်မှာပဲမိမဖြစ်သူစိတ်စိမ်ကဖော်ကောင်လို့ကြောက်တွန်းလိုက်လို့စေးမှုနဲ့ထောင်ကျနေရတဲ့အချိန်မှာထောင်ထဲကိုအရက်သွင်းခြင်းရင်ရိတ်ခေါင်ဝင်နှန်းနဲ့ပေါင်းပြီးပို့ခိုင်းရတယ်။သွင်းပေးမဲ့ထောင်ဝင်နှန်းကျူတီကြချိန်ထောင်ကိုကင်းကြပြီးထောင်ပတ်လည်ကင်းစစ်ချိန်မှသာသွင်းလို့ရတယ်။သွင်းနည်းကတော့ထောင်ရဲ့နေရန်အပြင်ဘက်ကနေဝင်နှန်းကပလင်းကိုမကွဲသွားအောင်တေချာအခုအခန့်တွေနဲ့ထုတ်ပိုးပြီးနေရန်ကိုကြော်အောင်ပြစ်တင်တယ်။ထောင်နေရန်အတွင်းအပြင်နဲ့ကရက်ကထောင်ပတ်လန်းတွေကိုကြအောင်ပြစ်တာ။သူကင်းကြတဲ့အချိန်မှာပလင်းကိုသွားကောက်ရတာပေါ့။ဈေးကတော့အပြင်ပေါက်ဈေးရဲ့2 ဆပါ။
တာမတ်အရက်ဖြူတို့ဘာလို့ဆိုရင်တွင်းခိုင်းလို့မရဘူးအနည်းဆုံး red label မှာရတယ်ဝိုင်လောက်တယ်ဆိုတာကရနိုင်တဲ့အသီးတစ်မျိုးမျိုးကိုပလင်းတစ်ခုတည်းကြိတ်ချီရှေ့ထက်နေပူရဲလှမ်းပြီးအေးခံတယ်ပြီးမှပလတ်စတစ်ဘူးတေးသေးလေးတွေထဲမှာတကြားထည့်ပြီးအပုံးကိုလေထွက်ပေါက်လေးရအောင်ခက်ဟဟလေးပိတ်ထားရတယ်တရက်ကို3-4ခါလောက်ဒုတ်တက်တက်နဲ့မှွေပြီး3-4ရက်လောက်ကြာရင်အချင်းပေါက်ပြီးအမြုပ်လေးတွေတစီစီထွက်လာတယ်အဲ့ဒီအခါကြာရင်အမြုပ်တွေနဲ့အသီးဖက်တွေကိုစစ်ထုတ်လို့ရလာတဲ့ရေကိုဘူအစ်တစ်တဲထည့်ပြီးခက်တင်တင်သာပိတ်ထားလိုက်တော့2ပတ်3ပတ်လောက်ကြာရင်ဝိုင်ရပြီဓာတုဖေရာနီးအရာပြောရရင်အသီးမပါတဲ့တဆေးဓာတ်နဲ့တကြားတက်ပြုတ်ပြီးအယ်ကိုဟောဖြစ်လာတာပေါ့ဘာအသီးမဆိုလုံးလို့ရတယ်ဆိုပေမဲ့အကောင်းဆုံးကစပစ်သီးနဲ့ပန်းသီးပဲမိမထောင်တွေကဝိုင်ကြိုက်တဲ့အမျိုးသမီးအချို့ဒီလိုလက်ဖြင့်ဝိုင်လုံးတောက်ပြီးမူးကြတယ်အခန်းလူကြီးထောင်ဝင်နှန်းစားတဲ့ပိုင်ရဆိုင်ရာပုတ်ကိုတွေနဲ့တော့ပိုင်ဖို့လိုတာပေါ့လေဝိုင်လောက်ဖို့ပြင်းတယ်အချိန်မစောင့်နိုင်ဘူးဆိုရင်ထောင်ထဲဆေးရွက်ကြီးသွင်းပြီးကော်ဖီထဲထည့်တောက်ပြီးမှလည်းမူးလို့ရတယ်ဒါကတော့ကိုမှုတလို့အရသာထုံပိပေကြီးနဲ့အလေးအကျင့်မရှိသူဆိုရင်အယမ်းအံ့ပါတယ်မိမထောင်ထဲမှာနေကြတာကမိမတွေကြီးဆိုတော့လက်လုံအစားအစာလေးတွေလက်လုံပစ္စည်းတွေမျိုးစုံထွက်တယ်ဖိုကြီးနဲ့တောင်ရဘက်ကအသေးအရွက်အတိုအစလေးတွေကိုပလတ်စတစ်ဘူးတဲ့ထက်ထံပေးနဲ့ရောနေပြီးလက်လုံချင်တဲတာဖယောင်းတိုင်4-5တိုင်ထုံးအပေါ်မှာဓာတ်ပကံများကိုထုရိုက်ပြီးအိုးလုံးဒဲအိုးပုံစံလုပ်ထားတဲ့လက်လုံအိုးတင်လို့ကြော်ချက်တာစားတဲ့နီးတွေနဲ့အကြအဖက်ဟင်းလေးတွေရတယ်စီကြက်သွန်ငရုတ်သီးပဲတို့ဆိုတာကတော့ရိတ်ခါဌာနကနေလှမ်းပြီးမှာရင်ရတာပေါ့ထောင်ဝင်နှန်းတွေကနေတဆင့်တစ်ခါချက်စာလေးတွေပို့ပေးတယ်မိမထောင်ထဲမှာကအမျိုးသမီးအဆောင်မှုမရှိတဲ့ရက်တွေမှာဆိုရင်အိတ်တမ်းမပိတ်မချင်းလက်ပံပေစရက်ကြသလိုစူညံပြီးတချင်းဆိုတဲ့သူကဆိုကတဲ့သူကနဲ့ဂီတတစ်ခုမှပွဲတော်ဖြစ်နေကြတယ်အဆောင်မှုရှိတဲ့အခါမျိုးမှာဆိုရင်တော့ဖျားဝိတ်ဖြုတ်ပြီးတာနဲ့ငိန်ကုတ်ပြီးနေကြတာပါပဲတာဝန်ကျအချက်လောက်ကတော့ပေးထားကျွေးထားကြရင်တော်ရုံဆိုတာလောက်ကိုတော့ခွင့်လွှတ်ပေးထားကြတယ်အဲ့ဒီအချိန်ကမြန်မာဆိုရှယ်လစ်လမ်းစဉ်ခေတ်ဦးဆိုတော့စုစကားစစ်စင်ရေးဆိုပြီးတထဲတွေရဲ့ပစ္စည်းတွေနဲ့လုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းတာတထဲတချို့ကိုဖမ်းဆီးတာတွေလုပ်တာတွေကြောင့်တထဲကြီးတွေတထဲမကြီးတွေတော်တော်များများထောင်ထဲရောက်နေကြတယ်ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားပြုလုပ်မှုအပက3ပုံမှနဲ့အရာရှိကတော့တော်တော်များများလဲထောင်ထဲရောက်လာကြတာပါပဲထောင်ထဲမွေးနေ့ပွဲဆိုတာကအဲ့ဒီတထဲမကြီးတွေနဲ့အတူထောင်ထဲရောက်လာတဲ့ရည်ကျင်းမှုတစ်ခုလို့ဆိုရမယ်တထဲမကြီးတွေရဲ့မွေးနေ့မှာအပြင်ကစားစရာဘစ်စကွတ်ကိတ်မုတ်လက်ဖက်ရည်စတာတွေကိုထောင်ထဲသွင်းပြီးအဆောင်တစ်ခုလုံးကအကျဉ်းသူတွေကိုကျွေးမွေးအခမ်းလေးရှိပါတယ်။မွေးနေ့ကျင်းပပြီးညဘက်မှာတချင်းဆိုပြိုင်ပွဲအကြီးအသေးပြိုင်ပွဲလေးတွေအပျော်လုပ်ပြီးမှလဲစုချကြတယ်။စုရတဲ့သူတွေကိုလည်း300 500အစရှိသဖြင့်စုချကြလေးရှိတယ်။အကျဉ်းဦးစီးဥပဒေ303အရထောင်တွင်းငွေကြေးနဲ့တန်ဖိုးကြီးပစ္စည်းများသွင်းလို့မရဘူးဆိုပေမဲ့အမျိုးသားတွေကတော့ခန္ဓာကိုယ်နောက်ဖုံနဲ့ထည့်တယ်။မိုက်စစ်တဲ့ဝန်ထမ်းကိုတော့ကြိုပြောပြီးဘောင်ချာတို့ဂါတာတို့ဇရာတို့ဆိုတဲ့ခေါင်းစဉ်တစ်ခုခုနဲ့ပိတ်ကန့်ထားရတာပေါ့။ပိတ်ကန့်ထားရင်ဟန်ပြပဲနှိုက်စစ်တယ်။ဒါကိုစကလုံးလှလှလေးနဲ့တင်စားခေါ်ရင်ဖင်ကောင်းနဲ့ကုံကူးတယ်တဲ့။အခုခေတ်ကတော့အဲ့ဒီလိုခက်ခက်ခဲခဲကုံသွဲစရာမလိုတော့ပါဘူး။ကော်မရှင်ကတော့ပေးရတယ်။အပြင်ကငွေ3သိန်းပေးရင်ထောင်ထဲမှာ8000ရတယ်။2000ကတော့ကော်မရှင်ပေးရတာပေါ့။အမျိုးသမီးတွေကတော့အဲ့ဒီလိုလုပ်စရာမလိုဘူး။ရိတ်ခါဆောင်နဲ့အမျိုးသမီးဆောင်ကနီးတော့ရိတ်ခါဝန်ထမ်းတွေနဲ့မှားလိုက်ရုံပဲ။အိမ်ကလူတွေကအပေးအယူလုပ်ချင်တာရှိရင်လဲရိတ်ခါဆောင်ဝန်ထမ်းတွေနဲ့ပဲအပေးအယူလုပ်ကြတယ်။ဥပမာငွေ300လိုတယ်ဆိုရင်ရိတ်ခါဆောင်ဝန်ထမ်းစီကနေယူထားပြီးအိမ်ကို120ပြန်ပေးဖို့အတွက်မှားရတာမျိုးပေါ့ရိတ်ခါဆောင်ဝန်ထမ်းတွေနဲ့လမ်းကြောင်းမခင်မဲ့ကိုဟာကိုခိုးဝက်သွင်းနဲ့ညနေမွဲအချင်းသူမျိုးတွေဆိုရင်တော့အမျိုးသမီးထောင်ဝန်ထမ်းတွေကအင်ကြီးချွတ်ဘော်လီချွတ်ထမင်းရေရှားအတွင်းခံဘောမီချွတ်ခိုင်းပြီးလိုက်ဆန်းတယ်တင်မားတွေကိုလိုက်နိုင်တယ်ပေါင်ကြားတွေနှိုက်စစ်ညှစ်စစ်ဖြစ်စစ်တယ်တမင်တက်တက်စိတ်ဆေးအောင်ဒုက္ခပေးတဲ့ပုံမျိုးပါပဲဥပဒေနဲ့အညီညှစ်တယ်ဘောင်ထဲကညှစ်တယ်ဆိုတာဒါမျိုးတွေပေါ့တားမြစ်ထားတဲ့စာရွက်စာတမ်းငွေကြေးမူရစ်စေဝါနဲ့ပစ္စည်းတွေခန္ဓာကိုယ်မှာဖွက်ပြီးထောင်ထဲတည်လာမှာကိုတားဆီးနိုင်အောင်သင်္ကာမကင်းတဲ့သူကိုရှာဖွေဖို့အကျဉ်းထောင်လက်ဆဲဥပဒေမှာပြဋ္ဌာန်းထားတယ်လေလမ်းကြောင်းမခင်းနိုင်သူအကျဉ်းသူဟာသင်္ကာမကင်းစရာအော်တိုဖြစ်ရတာပါပဲကြားရည်ကြီးထားတဲ့အမျိုးသားအဆောင်ဘက်မှာအမျိုးသားချင်းအိုးစားထားကြတာမရင်းချစ်ကြတာမျိုးတွေရှိတယ်လို့
အမျိုးသမီးအကျဉ်းထောင်ဘက်မှာလည်းအချစ်တော်ထားတာတငယ်မွေးတာလင်းထောင်တာမျိုးတွေရှိကြတယ်အမျိုးသမီးအချင်းချင်းကိုလက်ဆက်ရက်တာကိုတားမြစ်ထားတယ်ဆိုပေမဲ့ဖုံမအထီအတွေ့ကင်းကာနေတာမျိုးဖြစ်လေတော့ဒီလိုကိစ္စတွေကိုလိုချင်တန်းတာကြတဲ့အခါမှာမိမအစ်စ်တွေကပါထောင်ထဲရောက်မှဟိုလိုဒီလိုဖြစ်သွားကြတာတွေများတယ်တချို့လေတက်အနေအစားချောင်းအောင်မိမချင်းလင်ကလေးလုပ်ပေးခြင်းကြတော့သူတို့အတွက်အဆင်ပြေနိုင်မဲ့အမျိုးသမီးတစ်ယောက်ကိုကပ်ပြီးယောက်ျားစတိုင်ဖမ်းကြတယ်မိမထောင်ထဲမှာကလင်လုပ်တဲ့အမျိုးသမီးကိုမယားဖြစ်တဲ့သူကရှာကျွေးရတဲ့အထုံးစံရှိတာကိုညဆိုရင်ညပါရတွေကတတိထားစောင့်ကြည့်ကြပေမဲ့လက်ရင်လစ်တယ်လို့လုပ်ကြတာပါပဲထောင်ထဲကိုမကြာခဏဝင်လိုက်ထွက်လိုက်လုပ်နေကြရလေရှိတဲ့သူတွေကိုဂတိမြင်းဆောင်တီလို့နာမည်ပေးထားကြတယ်ဘာလို့ဒီနာမည်ပေးရလဲဆိုတော့ထောင်မှာကအထဲရောက်တာနဲ့ထောင်ဝင်နံပါတ်ပေးပါတယ်အချုပ်ဆိုရင်ထောင်ဝင်နံပါတ်အကြားဆိုရင်အကြားထောင်ဝင်နံပါတ်ပေါ့ထောင်ကိုစားရောက်ပြီဆိုတာနဲ့အားလုံးကအချုပ်ဆောင်ကိုရောက်ကြတာများပါတယ်အချုပ်ဆိုရင်ရင်းဆောင်ခံပြီးအင်္ဂလိပ်အခရာတီကိုထည့်ပေးရတယ်အတိတ်ပဲကအကြမဟုတ်အချုပ် tree ကိုဆိုလိုတာပါနမူနာပြောရရင်အချုပ်ရောက်လာတဲ့နေ့မှာပဲရှေ့ကရက်စွဲတက်ပြီးနောက်မှာနံပါတ်ထုတ်ပေးလိုက်တယ်ပုံမှန်ကတော့နံပါတ်ပေးပြီးရင်တခါတည်းအမှုပြီးလို့လွတ်ရင်လွတ်မလွတ်လို့အကြဘက်ရောက်သွားတဲ့အထိဒီနောက်ဝင်နံပါတ်ပဲထောင်ထဲမှာကဒေသမျိုးစုံလူမျိုးစုံဆိုတော့နာမည်တူတာတွေအပြင်တခါတလေအဖေနာမည်ပါတူနေတတ်တော့လူတွေကိုရှာကြည့်ရင်ထောင်ရောက်ရက်စွဲအမည်အဖအမည်ထောင်ဝင်နံပါတ်တွေနဲ့ရှာရပါတယ်အဲ့ဒီလိုမျိုးစီစဉ်ထားတဲ့နေရာမှာထောင်ထဲကိုဝင်လိုက်အချိန်မကြာပဲပြန်ထွက်သွားလိုက်ပြီးရင်ပြန်ဝင်လာလိုက်လုံနေတဲ့သူတွေရှိတယ်သူတို့ကိုထောင်ဝင်နံပါတ်ရေးတဲ့သူတွေကကြာလာတော့နံပါတ်သာပြောင်းသွားတယ်လူကဒီလူပဲဖြစ်နေလို့ရှေ့ကနေထောင်ဝင်နံပါတ်တွေအမျိုးမျိုးရေးရလုံးအားကြီးတော့ဂတိဝင်နေကြတာကိုအစွဲပြုပြီးသူတို့ဝင်လာတာကိုမြင်တာနဲ့ကိုဟိုမှာဂတိမြင်းဆောင်တီတယောက်လာပြီးဟေးလို့ပြောလို့ရှိပါတယ်များသောအားဖြင့်သူတို့တွေကတောင်းရစားတောက်သူတွေအမှတ်မရှိလမ်းမရှိကီလီဘောဒရာလမ်းဘေးနေလမ်းဘေးစာအိမ်ချေရမဲ့တွေပါအပြင်မှာနေစရာမရှိကြပါဘူးကြောင်ရလောက်စားပြီးကြီးပြင်းလာကြဖျားကြကြအိတ်တခါတလေလူတွေပြုတ်တက်အောင်နေကြရတဲ့ကျူးကျော်အငှားတဲ့အိမ်လေးတွေမှာနေကြရတဲ့သူတွေပါရဲရေးပိုင်အမှုတွေထဲမှာမောင်ရိပ်ခုံမှုဆိုတဲ့30မြင်းဆောင်နာကြီးထောင်အခေါ်30မြင်းဆောင်ဒီဆိုတာရှိပါတယ်မတင်ကောင်မှုမောင်ရိပ်ခုံမှုပေါ့ဒီလူတွေကအမြဲတမ်းဝင်ထွက်နေကြဆိုတော့ရောက်လာပြီဆိုတာနဲ့ချက်ချင်းသူတို့ကတ်လို့ရမယ်အဆင်ပြေမဲ့တမော်ရီအဖြစ်သုံးကျင်တဲ့သူကိုအပိုင်ရှာကြတယ်သူတို့ကိုတမော်ရီအဖြစ်ထားတဲ့သူရှိတာနဲ့စားရေးတောက်ရေးအဆင်ပြေသွားကြတယ်သူတို့ကိုခိုင်းစရာရှိတာခိုင်းပြီးကျွေးတယ်ပေးတယ်အဝယ်အစားဆင်တယ်လို့မဟုတ်ဘူးလဲပေးကြတယ်သူတို့ကလည်းလဲပါတယ်ဝန်ထမ်းတွေကိုပါခြေစုပ်လက်နဲ့ပြုတ်ပေးပြီးချစ်ခင်အောင်လုပ်ယူကြတယ်တနေ့မှာတော့အပတ်က3ပုံမှန်နဲ့ထောင်နဲ့9နှစ်ကြာလာတဲ့သိန်း100ဒေါ်ကြီးရဲ့မွေးနေ့ပွဲကျင်းပဖို့အတွက်ဆွေးနွေးတိုင်ပင်ကြရင်ထူးခြားဖြစ်အောင်ဆိုပြီး Jade Queen လို့ခေါ်တဲ့ထောင်တွင်းအလှမဲ့ရွေးပွဲလုပ်ဖို့အတွက်အကြံရကြတယ်သိန်း100ဆိုတာအခုခေတ်မှာဘာမှမဟုတ်တဲ့ငွေကြေးဖြစ်ပေမဲ့အဲ့ဒီအချိန်တုန်းကတော့ငွေကျပ်တန်မှုအတော်ကိုမြင့်တဲ့ခေတ်ပါ35လမ်း36လမ်းရွှေတောင်တန်းလမ်းကကျင်းဦးတပွဲ4ချက်ခွဲဘားလမ်းမုတ်စိတ်ရွှေလမင်းပစွန်တောင်မောင်အေးတို့လိုနမကြီးလက်ဖက်ရည်ဆိုင်တွေကလက်ဖက်ရည်တစ်ခွက်ကိုတစ်ချက်တင်အေးညောင်မြဒေါ်ချိုတို့လိုနမကြီးမုံဟင်းကားဆိုင်တွေကတပွဲတစ်ချက်ခွဲဖူကြီးနဲ့ကိုတေအောင်တို့ဆိုင်ကအေးဆိုရင်တစ်ခွက်2ချက်ဝတ်သားတို့တစ်ချောင်း10ပြားဇီးတို့တစ်ထုပ်တမတ်ရေခဲရည်တစ်ခွက်10ပြားနီလာနဲ့ကြက်ရှာဆုံးကဓာမောက်တပွဲ4ချက်အင်းဝါနဲ့တမရယုံနောက်ကပလဲအေးဆိုင်ကဖာလူတာတစ်ခွက်ကို2ချက်ခွဲပဲရှိသေးတဲ့အချိန်ပေါ့ရွှေတစ်ချက်က2400ဈေးပဲရှိသေးတဲ့အချိန်ဆိုတော့တသိန်းဆိုရင်ရွှေ42ချက်သားလောက်ရတယ်အခုခေတ်ရွှေဈေးနဲ့သာတွက်ကြည့်ရင်သိန်း100ဆိုတာဘလောက်တောင်ချမ်းသာမလဲဆိုတာတွေးတာကြည့်ရောဒါကြောင့်လေသူ့မွေးနေ့ကိုသူများထက်ထူအောင်ပြည့်စုံအောင်လုပ်ချင်တာရဲ့ဒေါ်ကြီးကအဆက်အသွယ်ကောင်းပြီးခင်မီရက်ရောတယ်ဒေါ်ကြီးရဲ့အနှစ်50ပြည့်ရွှေရတုမွေးနေ့မှာမနက်ပိုင်းဖုန်ကြီး9ပါးကိုဓာန်ပေါက်ဆုံးကတ်လူပြီးတနင်္ဂနွေနေ့မှာဝါဆိုသင်္ကန်းကပ်ပွဲကိုတရက်ထဲညှိယူလိုက်တော့ဘာသာရေးပွဲအနေနဲ့ဖြစ်သွားတယ်ဒီတော့ထောင်ပိုင်ကလည်းထောင်ထဲကိုဓာန်ပေါက်တွေသွင်းခွင့်ပြုလိုက်တယ်ဘာသာရေးပွဲကိုဓာန်ပေါက်တွေကိုထောင်ပိုင်အိမ်ထောင်မူကြီးအိမ်ထောင်မူတွေနဲ့ဝန်ထမ်းတွေအိမ်ပေါက်စေးလိုက်ဝေပြီးအကျဉ်းသူတွေအားလုံးဝဝလေးစားကြရတယ်။ထောင်ပိတ်ပြီးညအချိန်ရောက်တဲ့အခါမှာဂျိတ်ခွေးပြိုင်ပွဲလုပ်ကြတယ်။အကြီးအသေးပြိုင်ပွဲမဟုတ်ပဲအချိန်ယူပြီးလုပ်တာမို့အလောက်မဲ့ပြိုင်မဲ့သူတွေကိုလှလှပပဝစ်စားဖို့အတွက်အဝတ်တွေချုပ်ကြတယ်။အဝတ်စတွေထောင်ထဲသွင်းပြီးထောင်ထဲမှာချုပ်ကြတာပါ။အဆောင်ထဲမှာကဒီဇိုင်နာ
စစ်ချုပ်ကျွမ်းကျင်ဇာထိုးပန်းထိုးကျွမ်းကျင်တဲ့တရုတ်မတွေအပြင်မိတ်ကပ်နဲ့သပင်ကျွမ်းကျင်သူတွေလည်းရှိတော့အားလုံးပေါင်းဆက်ပြီးဈေးကွင်းလောင်းရာလေးတွေကိုအစွမ်းကုန်မွမ်းမံချဲတပေးကြတယ်တကယ်လှပချော်မောပြီးကိုလုံးကိုပေါင်းတောင့်တင်းသူကျမ်းမာရေးကောင်းမွန်ပြီးအသားအရည်လှပသူစပင်ကောင်းသူတွေကိုတမတ်ကြရွေးချယ်ကြပြီးနောက်ဆုံးတေချာစစ်စစ်ပြီးတဲ့နောက်မှာဈေးကွင်းလောင်း10ယောက်စကားတင်ထွက်လာတယ်ရွေးချယ်ရမှာတတ်မှတ်ထားတဲ့စီကံတွေကအပြိုစင်ဖြစ်ရမယ်အသက်18နှစ်ကနေ25နှစ်အသားအရည်အရက်အမောင်းကောင်းမွန်ရမယ်အလွန်ပိန်သူအလုံးဝသူမဖြစ်စေရယောဂဘာယာကင်းရှင်းရမယ်ယာယီထောင်ရောက်လာသူအချုပ်သူမဟုတ်စေရတဲ့တတ်မှတ်စီကံနဲ့ကိုက်ညီရင်စင်းရဲချမ်းသာမရွေးပဝင်ခွင့်ရှိတယ်အပြုတ်စစ်မစစ်ကိုဘလို့စစ်လဲဆိုတော့အိမ်အောင်မကြဘူးရင်အပြိုးလိုပဲတတ်မှတ်လိုက်တယ်ထောင်ကျဝင်ရမှတ်တမ်းမှာကမိဘအမိမှတ်ပုံတင်အမှတ်နေရလိုက်စာအလောက်အကိုင်အိမ်တော်ရဲ့အခြေအနေစတာတွေအားလုံးပါတယ်ယောဂဘာယာကင်းစင်ကြောင်းကတော့ထောင်စားကြကလေးကထောင်ဆရာဝန်ကယောဂရှိမရှိစစ်ဆေးပြီးထုတ်ပေးထားတဲ့ဆေးမှတ်တမ်းကိုကြည့်ပြီးသိနိုင်တယ်အမျိုးသမီးထောင်မှာကလူနာဆောင်ရှိတယ်6လတစ်ချိန်ဆေးပြန်ဆေးရတယ်ယောဂရှိရင်ကူယောဂကင်းမှာထောင်ကျဟော်ကန်တွေကိုထည့်ပေးတာမို့အလွယ်တကူသိနိုင်တာပါပြိုင်ပွဲဝင်တွေအရွေးချက်ခံကြရပုံကအပြင်ကမော်ဒယ်ရှိုးတွေလိုပါပဲလမ်းလျှောက်ပြကြရရုံဂျေးကွင်းစုအတွက်စကားတင်10ယောက်ကိုပြိုင်ပွဲအကဲဖြတ်လူကြီးတွေဖြစ်ကြတဲ့ဒေါ်ကြီးဒေါခင်မာတို့ကစစ်စစ်ရွေးချယ်ပြီးကြတဲ့အခါမှာရှမ်းပြည်ကလူတက်မှုနဲ့ထောင်ကျလာတဲ့မစောနန်းကပထမလူသားစားဦးလာပါရဲ့အမှုတွေဒေါ်တင်လာရဲ့သမီးမဖြူကဒုတိယတတိယဆုကိုတော့နီလာဆိုတဲ့မိန်းကလေးကရတယ်ပထမဆုကို9000ကျပ်ဒုတိယဆုကို3000ကျပ်တတိယဆုကို2000ကျပ်ဆုချီးမြှင့်တယ်ရွှေတစ်ချက်သာ2400ခဲဆိုတော့အခုငွေစည်းနဲ့တွက်မယ်ဆိုရင်ပထမဆုဟာ300ကျော်ရတာပါဒီလိုနဲ့မတ်စော်နန်းဟာဂျေးခွင်းဖြစ်သွားပါတယ်မတ်စော်နန်းကအရန်ချုံမောလာပပြီးအရက်မြင့်တယ်ကိုလုံးကိုပေါက်ကလည်းအချိုးအစားကျနာပြီးကြည်ကောင်းတယ်အသားအရည်ကလည်းပန်းနုသွေးရောင်သူ့မျက်နှာကမိတ်ကပ်မလိမ့်ထားရင်တော့လိမ့်ထားသလိုမျိုးဖြူစင်ဝင်းပနေတာပဲ natural glow တယ်ဆိုတာအဲ့ဒါမျိုးပေါ့ဒီလောက်မင်းပုတ်ဆိုးပေါက်ကတော့ရုပ်ရည်မျိုးရှိပါလေရဲ့နဲ့လူသက်မှုနဲ့ထောင်အနှစ်20ကြာနေရရှာတာဟာအလွန်တနာစရာကောင်းပါတယ်သူထောင်ကြရတဲ့လူသက်မှုကကံကြမ္မာလို့ဆိုရင်ဆိုနိုင်တယ်မတ်စော်နန်းရဲ့အဖေကွယ်လွန်ပြီးတဲ့နောက်မှာအမေကစီးပွားရေးအဆင်ပြေအောင်အိမ်အောင်တစ်ထူလိုက်တယ်အဲ့ဒီပထွေးကမတ်စော်နန်းကိုသူ့အမေမရှိတော့ခြေတော်တင်ဖို့ကြံတာကြောင့်မတ်စော်နန်းကကြောက်လန့်တကြားဓာတ်နဲ့4-5ချက်စောင့်ထိုးတာမှာလူသက်မှုဖြစ်သွားရရှာတာအမျိုးသမီးကာကွယ်ခုခံပိုင်ခွင့်ပုံမှန်ကိုရှိပေမဲ့4-5ချက်ကြီးစောင့်ထိုးလိုက်တာဆိုတော့ထောင်အနှစ်20ဖြစ်သွားတော့တာပါပဲတရားသူကြီးတွေကမတ်စော်နန်းကိုငှဲ့ညာပြီးအယူခံဝင်ဖို့အတွက်ပြောကြတယ်အခုသူဂျေးကွင်းပွဲရတဲ့အချိန်ကသူအယူခံဝင်ဖို့အတွက်စူးစမ်းနေချိန်ဖြစ်တာမို့ရတဲ့စုငွေကသူ့အမှုအတွက်အထောက်အပံ့ကြီးမားမားဖြစ်သွားပါတယ်အယူခံနိုင်မှုအတွက်အများကြီးမျှော်လင့်လို့ရလာတယ်အယူခံသာနိုင်မယ်ဆိုရင်ထောင်အနှစ်20ကနေ10နှစ်သို့မဟုတ်9နှစ်ဖြစ်သွားနိုင်တယ်ဒါကြောင့်အကျဉ်းသူအလုံးကဝမ်းသာပေးကြတယ်မတ်စော်နန်းကတော့ရတဲ့ငွေ9000ကိုသူမယူဘူးအဆောင်ကလူတွေအကုန်လုံးကိုမုတ်ဝဲကျွေးလိုက်ဖို့ပြောတယ်ဒါပေမဲ့လူကြီးတွေဖြစ်ကြတဲ့ဒေါခင်ဝင်းနဲ့ဒေါ်ကြီးကမတ်စော်နန်းအမှုအတွက်ရှိနေငါဖို့အယူခံတင်ဖို့အတွက်ပဲသုံးစီကြတယ်မတ်စော်နန်းအယူခံတင်ပြီးတိတ်မကြခင်ပါပဲရန်ကုန်တိုင်းညွန့်မှုထောင်စစ်ဆေးလာတဲ့အခါမှာမတ်စော်နန်းရဲ့ငကိုမျက်နှာ original glow နေတာကိုမြင်ပြီးမိတ်ကလိန်ထားတဲ့အထင်နဲ့အတင်းဆွဆွဲပါလေရောလူကြီးဆိုတော့လေဘယ်လိုရှင်းပြလုံးဝလက်မခံဘူးသူထင်တာအမှန်ပဲလုပ်ပါလေရောညုံမိုးကမယုံဘူးအချင်းသူအမျိုးသမီးကိုအလောက်ကုန်ပစ္စည်းသွင်းပေးတယ်မိတ်ကပ်ပေးထားတယ်နဲ့အချင်းတော်ဝန်ထမ်းတွေကိုပြဿနာရှာတယ်နောက်ဆုံးမတ်စော်နန်းကိုမန္တလေးထောင်ပြောင်းပေးလိုက်ရတော့တယ်ထောင်ပြောင်းတဲ့နေ့မှာမတ်စော်နန်းကိုဘူတာရေးလိုက်ပို့ရတဲ့အချိန်မှာမတ်စော်နန်းကငိုတယ်သူထောင်အနှစ်20ကြာလို့ဝမ်းမနေဘူးမန္တလေးထောင်ပြောင်းရလို့အလွန်ကိုဝမ်းနေတယ်လို့ဆိုတယ်မတ်စော်နန်းကိုမန္တလေးထောင်ပြောင်းပြီးနောက်နေ့မှာပဲအယူခံနိုင်ပြီးထောင်20နှစ်ကိုရှော့ချပေးလိုက်တဲ့အကြောင်းစာရောက်လာတယ်နောက်ပိုင်းဗိုလ်ချုပ်ကြီးနေဝင်းရဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကထုတ်ပြန်ခဲ့တဲ့လူငင်းချမ်းသာခွင့်နှစ်မြင့်ဆောင်83ညအရာပြည်ထံတဝက်လူငင်းချမ်းသာခွင့်နဲ့နှစ်မြင့်ဆောင်24လူငင်းအရာမတ်စော်နန်းဟာပြည်ထံ10နှစ်အပြစ်မခံလိုက်ရပဲလွတ်မြောက်လို့သွားခဲ့ပါတယ်ဒါကတော့ထောင်ထဲကထူးထူးခြားခြားအလှမဲ့ရွေးပွဲရဲ့အကြောင်းပါပဲကိုကထောင်မိုးကြီးသိမ်းဝင်ရတဲ့ထောင်ဘရင်မအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်